အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ချက်ပြပေးမှာတော့ပူပူနွဲ့နွဲ့ဂလမ်းမဆလာချက်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ဗန်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒါလေးကတော့ချက်သမီးချင်းငဲ့ဥတီစိမ့်လေးနဲ့ဒါလေးကတော့နန်းနန်းပင်ရှာနန်းနန်းကျက်ဦးနဲ့တမယာတီးတို့ပဲဖြစ်ပါတယ်ပထမဦးစွာချက်သမီးချင်းငဲ့ဥတီစိမ့်တို့ကိုပလန်နာလေးနဲ့ဟောဒီလိုလေးကြိတ်ပြရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့စီဘိုးတဲ့စီလေးထည့်ပြီးနန်းနွေးမှုတ်ရောင်တင်မှုတ်လေးတွေကိုထည့်ပြီးမှွေပြရမှာဖြစ်ပါတယ်ရောင်တင်မှုတ်နန်းလေးမှွေးလာတဲ့ခါကျရင်တော့ခုနာပလန်တာနဲ့ကြိတ်တာပြီးတဲ့ဆပ်လာလေးတွေကိုဟောဒီလိုပစ်ထည့်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဆပ်လာလေးတွေကိုတိကျနှောင်းမှွေပြီးတော့စက်တုံနန်းလေးမှွေးလာတဲ့ခါကျရင်တော့အဲ့ဒီခါကျရင်တော့ဗာထည့်မလဲဆိုတော့ဒါလေးကတော့မဆလာမုတ်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါကတော့အသားမုတ်ဒါကတော့ကြားလေးပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကိုထပ်ပြီးနောက်တစ်ခါထပ်မှွေပြီးလို့ရှိရင်တော့ကနန်းလေးကိုပစ်ထည့်ရမှာဖြစ်ပါတယ်ကနန်းလေးကိုရေမမြုပ်တမြုပ်အနေထားလောက်မှာရေပေးကူးမှာဖြစ်ပါတယ်ခင်ဗျာကနန်းလေးရေကူးပြီးလို့ခါကြရင်တော့ဒါလေးကိုထပ်ပြီးအုပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျုပ်လေးကိုခောက်တာပေးရမှာပဲဖြစ်ပါတယ်ကဲရေပူစမ်းစိတ်နေတဲ့ကိုကနန်းလေးတွေရလာပြီဆိုရင်တော့အနှစ်အတွက်ကျုပ်လေးကိုဟောဒီလိုလေးထည့်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အနံ့လေးမှုအောင်မဆလာမုတ်လေးလည်းထပ်ခတ်ပေးရမှာဖြစ်ပါတယ်မဆလာမုတ်ထည့်ပြီးလို့ရှိရင်တော့မှာခုနကနန်းပင်နဲ့ရှာနန်းလေးကိုထည့်ပြီးတမယာသီးနဲ့ငယ်လေးညှစ်ထည့်ပေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့အားလုံးစောင့်မျှော်နေကြတဲ့ပူပူနွဲ့နွဲ့ဂရမ်းမဆလာချက်လေးရပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်